Hello အားလုံးပဲမင်္ဂလာပါဒီတစ်ခါတော့ဆန်ဒီကအတိုးမျိုးစုံစုံလင်းလင်းနဲ့ထမင်းမမိတ်စားခဲ့တဲ့ဗီဒီယိုလေးကိုပြန်ပြီးတော့ share လုပ်ပေးမှာဖြစ်ပါတယ်ရှင်ဆိုတော့ဆန်ဒီရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်တော့နော် Hello အားလုံးပဲမင်္ဂလာပါဆန်ဒီဒီခါမှာတော့ဒီငပိတို့စီကအစုံရဲပြီးတော့ဒီလေးကြော်ရဲ့ဒီအတင်စားတုပ်လေးနဲ့ဆောင်းဖြစ်ပါရှင်ဆိုတော့ဆန်ဒီစပြီးတော့ဆောက်လိုက်ပါရမယ်နော်ဒီလေးကြော်အတင်စားတုပ်ကပစွန်ကြောင်းငံပြရဲ့ကြော်ရဲ့ကလေးချက်အနှိမ့်ရဲ့ပြီးတော့ခရမ်းနေငပိချက်ရဲ့ဒီဟိုဆန်ဒီထဲနေရကြတော့ဒါငရုတ်ပြီးစိတ်ငပိချက်ပေါ့နော်ဆိုတော့တုပ်စီလေးနဲ့စားမှာဖြစ်ပါရှင်ခရမ်းစင်ဒီငပိချက်အနှိမ့်ထည့်ပြီးတော့နေလိုက်ပါမယ်ရှင်စားပါရှင်ခွင့်ကြည့်လိုက်ပြီးဆန်ဒီစားရတော့မယ်နော်ဒါဆန်ဒီပုံမှန်ညာဘက်တွေတို့စရိုက်ပိုင်းစားရမရှိရင်တော့မှဒီတစ်ထောက်တည်းကိုတမင်းနဲ့နေပြီးစားရင်တော်တော်အဆင်ပြေတယ်ပြီးတော့လည်းဈေးနှုန်းကလည်းတစ်ထောက်ကို1000ဝင်နေဆိုတော့ဈေးလဲတန်တယ်စားလို့လည်းလွယ်ဒါပစောဟင်းလေးထည့်ပြီးစားလိုက်အပစံကြောင်းငံများရနည်းနည်းမကြိုက်တဲ့သူတွေရှိလားတန်ရရနည်းနည်းမကြိုက်နည်းနည်းလေးနဲ့စားလိုက်ဒါလေးကပဲပင်ချင်းလေးဘတ်ပဲမြင်းဒီစားပါဦးအောင်ဆက်လာလို့ခံစားဒီလေးကြော်အတင်စားတုပ်ထဲမှာကြတော့ကိုကတက်တက်လွတ်စားရဲသူဆိုရင်ဒီကလေးချက်အနှစ်ကိုရေးလို့ရတယ်ပေါ့နော်ဒီထဲမှာကြတော့ငရုတ်သီးရဲ့အသားတူရဲ့ပြင်မဆလာရဲ့ဘာရဲ့အတွက်ကြောင့်မလို့ဆိုရင်ဒီတက်တက်လွတ်စားမဲ့သူတွေဆိုရင်တော့ဒီကလေးချက်အနှစ်ကိုစားလို့ရပါရှင်အိတ်စားလိုက်ပါစားမှာဖြစ်ပါတယ်အော်ဒီလိုပဲယူလိုက်တော့မယ်လေးကြော်အတင်စားတုပ်တွေကိုအမျိုးမျိုးနဲ့မှရှိရဆိုင်မှာဝယ်လို့ရပါရှင် FT လည်းရပြီလားပေါ့နော်ကလေးချက်နှစ်လေးထည့်လိုက်ပါမယ်ဒီကလေးချက်အနှစ်ကလေးစားလိုက်ရင်မဆလာလေးနဲ့တော်လေးစားကောင်းတယ်စားနေရစနေရဆက်လာပြီပေါ့နော်ကြတော့ကအဆက် level သိနေတယ်ဆိုရင်ဇန်ဒီတို့ဒီအထုပ်ပေါ်မှာရေးပေးထားပါတော့အဆက် level အဲ့ဒါကြည့်ပြီးတော့စားလို့ရတယ်ကြတော့ကအဆက်မစားနိုင်တယ်လို့ဆိုရင်လေဥနေအခုဆိုရင်ဆန်ဒီကလေးကြော်အတင်စားတုပ်နဲ့စားရဖြစ်ပါရှင်သူကအရသာ၄မျိုးရှိရပေါ့နော်ဒီတော့တက်လက်စားခြင်းတဲ့သူတွေအတွက်ပဲဆန်ဒီတို့ဒီကလေးချက်အနှစ်လည်းရှိပါတယ်ဒီတော့လည်းတက်တာပြီးတော့စားလွယ်ကူတာမို့လို့ဝယ်စားကြည့်ဖို့မင်းနဲ့နော်ကဲအခုဆိုရင်ဆန်ဒီကတော့ဆက်ပြီးတော့စားလိုက်အောင်မယ်ပေါ့နော်ဆန်ဒီရဲ့ vlog လေးကိုအဆုံးထိကြည့်ပေးတော့အားလုံးကျေးဇူးတင်ပါတယ်ရှင်ဆန်ဒီတို့နောက် vlog ဒီမှာလည်းကြည့်နေကြအောင်နော်တတာ